နေညိုချိန်ဆိုဖော်ရဆုံးညီပုံမှန်ချီတက်မြည်မော်များပန်းများမေးပြောက်ကြလို့မူဟူကြအောင်ညီအဖော်ရဆုံးလင်းခင်ခင်မင်းမင်းပြောစရာလုံကောင်းသည်စားစားတောက်တောက်စားစားနောက်နောက်စိတ်မကောင်းပြီရောက်ဖာရဲ့နေညိုချိန်ရောက်ပြီပေါ်သောလာပငယ်ချင်းလာရှိတဲ့စီဟာကြွယ်ကင်းလေဝဲလုံကောင်းသည်နေဝင်ပြီဆိုဗီဒီယိုရုံမှပြန်ဆောင်ကြအောင်မြည်အထိုးချိန်များနဲ့တနာပြေခမ်းမသဘောဟုံးကြသည်စကောင်းကြောပြီးဒီအချိန်ဆိုရင်အိမ်ဝင်မလွယ်ပါစီအဖရဲ့ထော်သာထိတ်တိုက်တွေ